အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုကျော်သူရရေး channel လေးကနေကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမားတွေအားလုံးကိုမင်္ဂလာပါလို့ဦးစွာနှုတ်ဆက်ရင်ကျွန်တော်ရဲ့ live show လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့ကိုဒီမားတွေအားလုံးပဲညချမ်းလေးပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့အခုဗီဒီယိုဖိုင်လေးကတော့ဒါเนาะဒီကိုဒီမားတွေ6ရက်နေ့ဒီတလာပရင်းနေ့ရဲ့မနက်စီအတွက်ကိုလည်းအုပ်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဗျာเนาะဒီကျလာပရင်းနေ့ရဲ့မနက်ညမှာနေတဲ့ဓမ္မလေးတွေကဒါကျွန်တော် TV မီနဲ့ပေါ့ရင်ကျန်တဲ့ပါပြီမောင်လေးရဲ့ကျွန်တော် TV မီနဲ့ရရင်ကျန်တဲ့ပါပြီဆိုတော့ကိုဒီမားတွေအားလုံးအတွက်ကိုကျွန်တော်ကျလာပရင်းနေ့ရဲ့မနက်ညမှာအနည်းဆုံးကျွန်တော် TV မီနဲ့ရအောင်ကျွန်တော် TV မီနဲ့ပေါက်အောင်ထပ်မံပြီးတော့ကြိုးစားပေးသွားမယ်เนาะဒီတစ်ပတ်မှာကကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲအဖုံးဝင်ဓမ္မလေးတွေကတော့ပြောစရာမရှိတော့အောင်အဆင်ပြေခဲ့တယ်ဒါပေမဲ့လည်းရဲ့ဓမ္မလေးတွေကတော့ဒါတိုက်ပြီးတော့အဆင်မပြေခဲ့ဘူးဗျာเนาะကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲကျွန်တော်ဘုံဓမ္မလေးတွေကပြောစရာမရှိအောင်အဆင်ပြေခဲ့တယ်အားလုံးပဲเนาะဒီလိုက်ရှိုးဗီဒီယိုဖိုင်လေးကလည်းမပေါ်သေးဘူးမောင်လေးရေမရသေးဘူးညီလေးရေအခုမှတွေ့ဘူးတယ်မြင်ဘူးတယ်ဆိုတဲ့ကိုဒီမားတွေအတွက်ကိုဒါ6ရက်နေ့ကျလာရင်းနေ့ရဲ့မနက်စီတို့ကိုလိုက်အောင်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ကျလာရင်းနေ့ရဲ့မနက်ညမှာတော့ကိုဒီမားတွေနှစ်ကြိမ်မှာတော့ဒီနောက်ဒီမီနဲ့ပေါက်အောင်ပေးပါလို့ပြောတဲ့ကိုဒီမားကျလာရင်းနေ့เนาะကျလာရင်းနေ့ရဲ့မနက်ညမှာကိုဒီမားတွေပေါင်းမဖြစ်တော့မယ်မောင်လေးရေရာမဖြစ်တော့မယ်ညီလေးရေဆိုတဲ့ကိုဒီမားတွေအတွက်ကိုအနည်းဆုံးနှစ်ရက်လုံးအဆင်မပြေခဲ့ရင်တော့မှဒီနောက်ဒီမီနဲ့ရအောင်ဒီနောက်ဒီမီနဲ့ပေါက်အောင်ထပ်မံပြီးတော့ပြောပြီးခဲ့မယ်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့ကိုရီမားတွေညာချမ်းလေးပဲဖြစ်ပါတယ်ကဲ live ပြီးတော့မှတ်မယ်ကျလာပရင်းနေ့ရဲ့မနက်မှာအဓိကထားပြီးဆိုရမယ်1ချိန်ကတော့အားလုံးပဲ6-4 ချိန်6ပိုင်း4ပိုင်းမှာ6-4 ချိန်ပါနော်6နဲ့ပတ်သက်ရင်မင်္ဂနံ4နဲ့ပတ်သက်ရင်မင်္ဂနံပြောပြီးမယ်တခါလေး live ပြီးတော့မှတ်ပါကျွန်တော်တို့လာရှိုးဗီဒီယိုဖိုင်လေးကိုလည်းအားလုံးကအမှန်တကယ်အားပြီးရင်လက်မလေးတွေနှိမ့်မယ်ကျွန်တော်တို့လာရှိုးဗီဒီယိုဖိုင်လေးကိုလည်းအားလုံးကကိုတအူးတရုပ်ပဲရတယ်လို့ကိုတအူးတရုပ်ပဲမင်းတို့လို့ဒါနော်တစ်သေးစံတော့မထားဘဲနဲ့ကိုစင်းပေးသလိုစင်ပြေအောင်ကိုပေါက်သက်လို့ပေါက်ရအောင်ရှယ်တဲ့အကူဒီမားတွေအားလုံးက share ပေးပါမျှဝေတဲ့အကူဒီမားတွေအားလုံးကမျှဝေပေးပါကျွန်တော်တို့အမှန်တကယ်အားပြီးရင်တော့လက်မလေးတွေနှိမ့်ခဲ့ပေးပါအားလုံးပဲနော်ကဲ6နဲ့ပတ်သက်ရင်အားလုံးပဲ6-3ညရဲ့6-2ကဲ6-3ရဲ့6-6ကပဲဖြစ်ပါတယ်လိုက်ပြီးတော့မှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှာမှတ်ပေးပါ၄နဲ့ပတ်သက်ရင်လည်းမပတ်နိုင်ဘူးမောင်လေးရေမင်္ဂလာပြောပေးပါဆိုတဲ့ကိုရီမားတွေ၄နဲ့ပတ်သက်ရင်လည်း4-3ည4-5 4-6 4ခွန်ပါဒါဒီ၄နဲ့ပတ်သက်ပြီးတော့မိန်ပါအကြိုက်ဆုံးသောတင်ကွက်နှစ်ကွက်ကောင်းပြောပေးမယ်နော်9နဲ့ပတ်သက်လို့ရှိရင်မပတ်နိုင်ဘူးဆိုတဲ့ကမှထပ်မှန်ပြီးတော့မင်္ဂလာလေးတွေပြောပေးမယ်9-3ညရဲ့ကိုရီမားလိုက်ပြီးတော့မှတ်ပါ9-2ကဲ9-3ရဲ့6-6ရေပဲဖြစ်ပါတယ်เนาะ4နဲ့ပတ်သက်ရင်လည်း4-3ည4-5 4-6 4ကုန်ဖြစ်ပါတယ်ကဲအကြိုက်ဆုံးမင်းရောလေးတင်ကွက်နှစ်ကွက်ကောင်းပြောသေးခင်မှာเนาะ3လုံးအပြီးပေါက်အခွေ3လုံးအပြီးပေါက်ခွေဟိုမှာတိတိမိမိထိုးမဲ့ဆိုတဲ့ကိုဒီမှာတွေ3လုံးအပြီးပေါက်အခွေဒီ9-3-6 3လုံးအပြီးပေါက်အခွေဖြစ်ပါတယ်9-3-6ဒီကျွန်တော်ရဲ့ကိုဒီမှာတွေ3လုံးအပြီးပေါက်အခွေဖြစ်ပါတယ်ကဲတကွက်ကောင်းလေးလာမယ်တကွက်ကောင်းလေးပြောသေးခင်မှာမောင်လေးကြော်သူရရေးညီလေးကုကြော်သူရရေးအမားတို့ကတော့ဒီအပတ်မှာအရှုံးများနေလို့ပါအမားတို့ကလူသစ်ပါဒါပေမဲ့ဒီဘက်မှာအရှုံးများနေတယ်ဒါပြင်ကိုမှမောင်လေးနဲ့အတူလက်တွဲခြင်းနဲ့အဖုံးဝင်ခြင်းနဲ့ဆိုတဲ့လူသစ်မိတ်ဆွေတွေရောဒါပြီးလူသစ်မိတ်ဆွေတွေကျွန်တော်ရဲ့အဖုံးဝင်လူဟောင်းတွေရောဒီနေရာလေးကတခါလေးပြောခဲ့ပါတယ်ဒါအဖုံးဝင်လို့ရပါပြီအခုတည်းကလောက်ပြီးကျွန်တော်ရဲ့ကိုဒီမှာတွေကန်ဆယ်မယ်အဖုံးဝင်မယ်ဆိုရင်ဘာလေးတွေရမလဲဘာလေးတွေပေးမယ်ဆိုတခါလေးရှင်းပြပေးမယ်တခါလေးတစ်ချက်ပြီးတော့နားထောင်ပေးပါအကူရီကလာဝင်တဲ့အကူရီမားတွေအားလုံးပဲကျွန်တော်ရေတပတ်ကပေးခဲ့တဲ့အတိုင်းလေးပဲတလာပရီတောက်ကြ2ရက်အတွင်းမှာဒါကြားနိုင်ရရှိဆုံးသောလာကိုလာမယ်ဆိုတဲ့လက်ဆောင်ပတ်ဒီတစ်လုံးနဲ့အတူမင်္ဂနံ3ခွက်ကိုပါရမယ်ဒါပြင်ကိုမှရှေ့တစ်ပတ်ကြာရင်လေကျွန်တော်ဒီတစ်ပတ်ကပေးခဲ့တဲ့3ရက်အတွင်းဇာရိုးပတ်ဒီမွေးကနန်းရောဇာရိုးမွေးပတ်ဒီရောကိုရီမားရမယ်เนาะဒီတစ်ပတ်မှာကျွန်တော်ကိုယ်ရဲ့သမားလေးတွေကဒါဇာရိုးပတ်ဒီရလေဒါအဖွင့်လေးဒါအင်္ဂါနေ့ရဲ့မနက်မှာကြာတယ်ဒါပြင်ကိုမှဒူမိန်နှစ်ကွက်လက်ဆောင်ဒူမိန်နှစ်ကွက်ကလည်းဒါတနင်္လာနေ့ညနေစီမှာ3-5နဲ့အစီအပြေခဲ့တယ်ဒီဘက်မှာပဲအစီအပြေလားဆိုတော့မဟုတ်ဘူးเนาะအရင်တစ်ပတ်မှာတည်းကျွန်တော်ဒီတစ်ပတ်ကလိုပဲပေးခဲ့တာကျလာဝရီတောက်ကြ2ရက်အတွင်းမှာလာဖို့လာမယ်ဆိုတဲ့ကိုရီမားတွေအားလုံးပဲပတ်ဒီအဲ့ပတ်ဒီကလည်းတောက်ကြနေညနေမှာကိုရီမားတွေ4ပိုင်း4ပတ်ဒီနဲ့အတူအစီအပြေခဲ့တယ်ဒီတစ်ပတ်မှာလည်းဇာရိုးပတ်ဒီရောမွေးကနန်းရောထပ်မှန်ပြီးတော့ okay တယ်အခုမှလာဝင်တဲ့ကိုရီမားတွေကျလာဝရီတောက်ကြ2ရက်အတွင်းမှာလာဖို့လာမယ်ဆိုတဲ့ဒါလက်ဆောင်ပတ်ဒီတစ်လုံးနဲ့အတူမင်္ဂနံ3ခွက်ကိုပါရမယ်ဒါပြင်ကိုမှရှေ့တစ်ပတ်ကြာရင်လေ3ရက်အတွင်းဒီတစ်ပတ်ကလိုပဲဇာရိုးပတ်ဒီတစ်လုံးနဲ့အတူမင်္ဂနံ3ခွက်ကိုပါထပ်မှန်ပြီးတော့ရမယ်အားလုံးကိုမှကျွန်တော်ဒီမှာကန်ဆယ်ကြီးက1000ပါဒီကျလာပရိသောကြာ2ရက်ရဲ့ရှေ့တစ်ပတ်3ရက်ရဲ့အားလုံး5ရက်စာပေါ်မှာကန်ဆယ်ကြီးဒီ1000ပဲဖြစ်ပါတယ်เนาะအချိန်များနေလို့ပါမောင်လေးနဲ့လက်တွဲချင်းနေဆိုတဲ့ကိုရီမားတွေကလာရောက်ပြီးတော့ဝင်လို့ရပါပြီကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုလိုက်ထဲမှာကိုရီမားတွေပြောပြီးလို့မရတော့မပြောပြီးတော့ဘူး comment ထဲမှာထောက်ပေးထားတယ် comment ထဲမှာဝင်ကြည့်ပေးပါเนาะကဲအားလုံးပဲ
အခုဒီကလောက်ပြီးတော့ cancel လုပ်ရပါပြီအကူဒီမားတွေအားလုံးပဲဗျာနော်အရှင်များနေတဲ့အကူဒီမားတွေရောကျွန်တော်ရှိမှာအပတ်တိုင်းဖုန်းဝင်ရအဆင်ပြေဆိုတဲ့လူဟောင်းအကူဒီမားတွေရောလူဟောင်းလူတွေလာပြီးတော့အကူဒီကလက်တွဲလို့ရပါပြီခင်ဗျနော်အားလုံးပဲဖုန်းနံပါတ် comment ထဲမှာတင်ထားပေးဒါမှမဟုတ်အကောင့်ထဲမှာလည်းတင်ထားပေးပါတယ်ဝင်ကြည့်လို့ရပါတယ်အားလုံးပဲခင်ဗျနော်ကဲအားလုံးပဲအထူးမင်းလေးတင်ကွက်နှစ်ကွက်ကောင်းဒီ65နဲ့6ခွန်ဖြစ်ပါတယ်လိုက်ပြီးတော့မှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှာမှတ်ပါနော်65နဲ့6ခွန်ဒီအထူးမိတ်လေးတင်ကွက်နှစ်ကွက်ကောင်းပါကဲကျွန်တော်ရဲ့ video ပိုင်းလေးပဲနားပါတော့မယ်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့ကိုယ်မားတွေအားလုံးပဲနေလေးပဲဖြစ်ပါတယ်ဗျ65ခွန်ဒီအထူးမိတ်လေးတင်ကွက်နှစ်ကွက်ကောင်းပါကျွန်တော်ရဲ့ live show video ပိုင်းလေးကိုဆက်ဆောင်ကြည့်ပြီးတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုယ်မားတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလုံဆန္ဒမဲ့လည်းပြေဝနိုင်ကြပါစေအားလုံးပဲမင်္ဂလာရှိတဲ့စကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုထားရကိုစီပဲနိုင်ကြပါစေလို့ကျွန်တော်ကိုကျေးဇူးပါမှဆုမခွန်တောင်းပေးလိုက်ပါတယ်ကြအားလုံးပဲကိုလက်ပါကံကောင်းကြပါစေဗျ